လောကမှာကိုယ့်ကိုပြုံးပြတတ်တဲ့သူတွေလည်းရှိမယ်ကိုယ့်ကိုဆုံးမတတ်သူတွေလည်းရှိပါလိမ့်မယ်ကိုယ့်ကိုဆုံးမတတ်သူတွေနဲ့ပေါင်းပါသင့်ပါလို့ပြောရမယ်ကိုယ့်ကိုပြုံးပြတတ်သူတွေနဲ့ကြီးတော့အချိန်ကုန်မနေကြစေနဲ့ကိုယ့်ကိုပြုံးပြတတ်သူတွေကပေါ်ပေါ်များများတွေ့ရနိုင်ပေမဲ့ကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေကတော့နည်းနည်းပါးပါးပဲရှိနိုင်တယ်တန်ဖိုးထားပါလူဆိုတာကလည်းကိုယ့်ကိုပြုံးပြတတ်သူတွေကိုသာနှစ်သက်သဘောကျပြီးတော့ပေါင်းညင်ကြတာကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေကိုတော့နှစ်သက်သဘောကျပြီးတော့ပေါင်းညင်ကြတဲ့သူတွေကအလွန်ရှားပါတယ်ကိုယ်တိုင်ကလည်းပြုံးပြချီးမွမ်းကြမဲ့သူတွေရှိတဲ့နေရာကိုသာတွားခြင်းညလာခြင်းညသလောက်ကိုယ့်ကိုဆုံးမတတ်သူတွေဆုံးမနိုင်သူတွေဆုံးမခြင်းသူတွေရှိတဲ့နေရာကိုတော့ရှောင်ကွင်းညင်ကြတတ်တာမျိုးတကယ်တော့ကိုယ့်ကိုပြုံးပြချီးမွမ်းကြတတ်သူတွေကကိုယ့်ရဲ့စိတ်ကိုတာယာနှစ်သက်အေးမြစေယုံလောက်ပဲကောင်းကျိုးရနိုင်တာကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေစီကတော့ကိုယ့်စိတ်ချမ်းသာမှုတွေမကပဲကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးလုံးကိုရောကိုယ့်ရဲ့ဘဝတစ်ခုလုံးကိုပါငြိမ်းချမ်းသာယာမှုတွေကိုရရှိနိုင်စေတယ်ကိုယ့်ရဲ့အမှားတွေကိုထောက်ပြအမှားတွေကနေဆွဲမပြီးတော့ကိုယ့်ကိုအမှန်တွေစီရောက်အောင်ပို့ကြမဲ့သူတွေကကိုယ့်ကိုဆုံးမတတ်သူဆုံးမနိုင်သူဆုံးမခြင်းသူတွေတာဖြစ်တယ်ကိုယ့်ကိုပြုံးပြယုံသက်သက်သူတွေစီမှာတော့အဲ့လိုအကျိုးကျေးဇူးတွေရနိုင်ဖို့မလွယ်ဘူးဒီနေရာမှာမဂဒေဝလင်္ကာလေးတစ်ခုအမှတ်ရမိတယ်လောကဓမ္မရာဤလူရွာ၌လိမ္မာမြင်ရှိအသိပညာဟူသည်မှာကဆရာတို့ထံနီးခံတိုးဝင်မသိမမေ့အေးမထမတတ်ညာဘူးတဲ့ငယ်ကကားမှန်ကြီးတော်ဟန်နဲ့အသိဉာဏ်ကင်းလျက်ဟင်းလင်းဟာတာဥမြတာတဲ့ပညာတတိမရှိသသူအပြစ်ထူ၏ရှေးရှုမေတ္တာကရုဏာနဲ့နာနာကျင်ကျင်အပြစ်မြင်တိုင်းဝမ်းထဲမသို့ဟုတ်တိုင်းဆို၍ကျိုးလူစိတ်ကဆုံးမတတ်သူဆရာဟုလောမထူမတီးအယူသီးနဲ့ဟူဤဟူရာငါတို့သာဟုပညာမဆမပြုရဘူးတဲ့ဆိုလိုချင်တာကတော့ပညာဆိုတာဆရာတို့ထံတိုးဝင်ပြီးမသိရင်မတတ်ဘူးတဲ့ပညာမတတ်ရင်ဟန်မဲရှိပြီးတော့ဘိုက်ထဲမှာလဲပညာမရှိပဲဥပဲရှိမယ်တဲ့ပညာမရှိပဲအပြစ်တွေထူတဲ့များတတ်တယ်တဲ့ဒါကြောင့်ဆုံးမတတ်သူတွေကိုဆရာလို့သဘောထားပါငါသိငါတတ်နဲ့မပြုတ်ရဘူးမနေရဘူးတဲ့ဗုဒ္ဓရဲ့အဆုံးအမတစ်ခုမှလဲယံပတ်သေးဝဇ္ဇဓတ္တိနံနိကရှဝါတိန်မေတာဝီကိုအပြစ်ကိုလူအပ်ချက်တွေကိုကိုမြင်အောင်ပြပေးတဲ့သူကိုအာမနာတံပြောဆိုဆုံးမသူကိုနိဒီနံဝဘောတာရံမြေကြီးတဲ့မြုပ်ထားတဲ့ရွှေအိုးကိုမြေကြီးတဲ့မြုပ်နေတဲ့ရွှေအိုးကိုပြောပြပေးသူဖော်ပြပေးသူလို့အဲ့ဒါလို့မှတ်ရမယ်တဲ့တာတိတံပန္တိတံပစေအဲ့ဒါလို့ပြောပြဆုံးမပေးသူပညာရှိကိုလည်းစိကရမယ်လို့ဆိုတယ်နောက်ဆုံးပြောခဲ့ချင်တာကတော့ကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့မှားယွင်းချက်တွေကိုပြောပြထောက်ပြပေးသူကကိုယ့်ကိုရွှေအိုးပေးသူလို့တဘောထားပါတယ်အားလုံးဆရာကောင်းတမကောင်းများနဲ့တွေ့ကြုံနိုင်ကြပါစေဆရာကောင်းတမကောင်းများကိုယ့်ကိုပြောဆိုဆုံးမမဲ့သူများကိုလည်းစီးကပ်နိုင်သူများဖြစ်ကြပါစေ